မင်္ဂလာပါခင်ဗျာကိုပြရဲ့ချစ်ရတဲ့မိတ်ဆွေတို့တော့ဒီနေ့25ရက်3လ2025အင်္ဂါမနက်ပေါ့နော်အင်္ဂါနေ့ပေါ့ဝမ်းကျိတ်ကကိုလေးဝမ်းကျိတ်ထိုးရမယ့်ကဏ္ဍကကိုမှာပါထိုးရမယ်ဆိုရင်98 99 93 92လေးနဲ့ဆိုရင်48 49 43ပြီးရင်42အဲ့ဒီမှာကျွန်တော်က main နှစ်ကွက်ပဲကျွန်တော်ရေးရမယ်နော် main နှစ်ကွက်ကြတော့90နဲ့98က main 4မှာဆိုလို့ရှိရင်40နဲ့8က main ဒါတနေ့ကုန်စားပေါ့နော်တနေ့ကုန်စားပေါ့ဒါအင်္ဂါတနေ့ကုန်စားအားလုံးအဆင်ပြေကံကောင်းကြပါစေခင်ဗျာ